ကျွန်တော်တော့ကျယ်စင်လင်းသင်းရဲ့ဖောင်ဒါပါခင်ဗျာကိုအောင်စောဦးပါခင်ဗျာအဓိကတော့ကျွန်တော်ကစားသမားหนีသွားတဲ့ကောင်လေးလည်းရှိတာပေါ့ဗျာအင်အားတော့နည်းနည်းလေးတော့ရော့သွားတာပေါ့သူတို့ဘက်မှာလည်းနည်းနည်းရော့သွားတာပေါ့နော်ဒါပေမဲ့ဒီပုံမှန်မူဒီတော့ကျွန်တော်တို့ကပြန်ပြီးတော့ပြင်ဆင်ရမှာပေါ့နော်ခြေလေးသူတို့လိတ်လာပြီးတော့ကျွန်တော်တို့ပြန်ပြင်ဆင်ပြီးတော့ပြန်ပြီးတော့ရင်ဆိုင်ပါမယ်ဗျာအကောင်းဆုံးဖြစ်အောင်တော့ရင်ဆိုင်ပါမယ်ဗျာဟုတ်အဓိကတော့ကျွန်တော်တို့ဒီနောက်ဆုံးပွဲတွေကတော့ final ဆိုတော့ဗျာ pressure ကတော့ပိုများမှာပေါ့နော်အရင်ပွဲတွေတက်စားတော့ pressure ပိုများမယ်သူတို့ယူလက်မှာတဲ့ပြိဿရတယ်အင်အားတောက်တာပေါ့နော်ကျွန်တော်တို့ကလည်းရသလောက်အင်အားလေးတော့လိုက်အားပေးဖို့နဲ့ CEO နဲ့လာပြီးတော့အားပေးမယ်ပြီးရင်ကျွန်တော်တို့နောက်ဆုံး final မှာအကောင်းဆုံးဖြစ်အောင်ပေါ့ဗျာဖလားရအောင်ဒီတော့စူးစမ်းမှာပေါ့ဗျာဒါပေမဲ့ဟောပေါ့နောက်အရင်နှစ်ပြိုင်တော့ကတော့ကျွန်တော်တို့ကတော့ quarter final နဲ့ပဲချိန်နှက်လိုက်ရတာပေါ့ဗျာဒီနေ့ကတော့ကျွန်တော်တို့ဘိုလူပွဲတက်ပြီဆိုတော့ဒီစစ်နဲ့တော့ချိန်နှက်လို့တော့မရသေးဘူးကျွန်တော်တို့ target ကတစ်ခုရှိတာပေါ့ဗျာဖလားရအောင်တော့ကျွန်တော်ဆက်သွားမှာပေါ့ဗျာဟုတ်